ဒါတွေဟာမြောက်တွေမဟုတ်ပဲလီမာတွေဖြစ်ပါတယ်မျိုးနွယ်စုတစ်ခုတည်းကနေအမျိုးပေါင်းတရနီးပါးအထိစင်းသက်ပြန့်ပွားလာတာပါဒီလီမာအကောင်ပေါက်လေးကတော့ရှေ့လျှောက်မှာအလွန်ခက်ခဲတဲ့ဘဝကိုရင်ဆိုင်ရတော့မှာဖြစ်ပါတယ်သူဟာမာဒါဂတ်စကာကျွန်းရဲ့အချောက်သွေ့ဆုံးနဲ့အကျဉ်းနှင်းဆုံးထောင်တနေရာမှာမွေးဖွားလာခဲ့တာဖြစ်ပါတယ်ဒီစူတော်ကြီးဟာတဲကနာရတစ်ခုလိုပါပဲတစ်ပင်တပင်ကနေတပင်ကိုကူးခတ်သွားလာရတာဟာအလွန်အနေရများပါတယ်ဒီနေရာမှာရှိတဲ့အပင်အလုံးနီးပါးဟာချွန်ထက်တဲ့စူးတွေနဲ့ဖုံးလွှဲနေတာပါသူ့ရဲ့မိခင်ဟာတစ်ပင်ထိပ်ဖျားတွေမှာတရက်နုလေးတွေကိုလိုက်လံရှာဖွေနေပါတယ်ဒီတရက်တွေဟာသူတို့မိသားစုအတွက်တခုတည်းသောအစားအစာနဲ့ရေအရင်းမြစ်ဖြစ်ပါတယ်အသက်3လသားအရွယ်မှာတော့ဒီကောင်လေးဟာစတင်စူးစမ်းနေပါပြီမကြခင်မှာပဲသူဟာဒီမြင့်ပေါ်မှာသူ့ဘာသာသူရက်တီရတော့မှာပါဒါပေမဲ့အခုအချိန်မှာတော့မိခင်ရဲ့ကြောပေါ်မှာပဲနေရတာကပိုပြီးတော့လွယ်ကူပါတယ်အကယ်လေးသူဟာဒီတော့အုပ်ရဲ့ထူးခြားတဲ့နေလန်းတွေကိုကျွမ်းကျင်အောင်တင်ယူနိုင်မယ်ဆိုရင်မာဒါဂတ်စကာရဲ့ထောင်တနေရာမှာသူ့အတွက်